အခုကျွန်တော်အိမ်မှာနေမယ်လို့ဆိုပေမဲ့ပြင်းတာနဲ့မန်ဒတ်တွေကိုရှောက်ကြည့်နေပါတယ်အဲ့တော့မန်ဒတ်တွေရှောက်ကြည့်နေနေအားလုံးအတွက်စိတ်ကူးလေးတစ်ခုရလာလို့ဒီဗီဒီယိုဖိုင်လေးကိုရိုက်ဖြစ်ပါတယ်အခုဗီဒီယိုဖိုင်လေးတစ်ခုနဲ့အားလုံးစူတောင်းစကားဆိုချင်ပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါနှစ်သက်မှာအားလုံးအမြင်ကင်းကင်းနဲ့ပျော်နိုင်ကြပါစေအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံပါစေနှစ်သက်မှာဝင်ငွေတွေလည်းဒီထက်မကတိုးတက်ပါစေလို့ကျွန်တော်ကြောက်ထအောင်အနေမှာဆုမွန်အောင်တောင်းပေးလိုက်ပါတယ်ခင်ဗျာ